Hi guys ဒီနေ့မှာတော့ကျွန်တော်ကပြီးမမတ်တက်တဲ့သူတွေအတွက်ပြီးဘယ်လိုမှတ်မလဲဆိုတော့ပြပြပြီးတော့မှာပါ Okay ကျွန်တော်တို့ကတက်တော့ကနေကိုလုပ်ချင်တဲ့ဗီဒီယိုတစ်ပုဒ်ကိုစိတ်လိုက်ပါဒါမှမဟုတ်လဲ download လိုက်ပါပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ align motion ထဲမှာထည့်လိုက်ပါနော်ကိုလုံးမဲ့ဗီဒီယိုထည့်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာဒါလေးကိုနည်းနည်းလေးချဲ့ပြီးတော့ပေါ့နော်ကျွန်တော်သူ့ဗီဒီယိုရဲ့ပြောင်းတဲ့နေရာပေါ့နော် first click ကနေဒုတိယ click ကိုပြောင်းတဲ့နေရာကိုလိုက်ပြီးကြည့်လိုက်ပါOkay ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်9:43မှာစပြီးတော့ပြောင်းတယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီမှာ6:29မှာတစ်ခုထပ်ပြောင်းတယ်အဲ့လိုမျိုးတများဗီဒီယိုလိုက်ကြည့်ပြီးတော့တများပြောင်းတဲ့အချိန်ကိုကလိုက်ပြီးတော့ပြောင်းပေးလိုက်ပေါ့နော် Okay ဒါကတော့ပထမနည်းပဲဖြစ်ပါတယ်ဒုတိယနည်းကတော့ကျွန်တော်တို့ကိုရှိမှာကအဲ့လိုဗီဒီယိုမရှိဘူး audio only ပဲရှိရဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြပြပေးတော့ပါမယ်ရင်ဆုံးကို edit မဲ့တချင်ကိုထည့်လိုက်ပါနော်ရှင်းတဲ့ပြီးဆိုရင်ကျွန်တော်တို့တချင်ကိုတစ်ချက်နှိပ်လိုက်ဒီပေါ်မှာစာလေးရှိပါနော်အဲစာလေးကိုတစ်ချက်နှိပ်ပြီးတော့အမားကျစ်လေးကိုနှိပ်ပေးလိုက်ပါOkay အမားကျစ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာအတန် line လေးပေါ်လာလိမ့်မယ်ပေါ့နော်အတန် line လေးကိုကျွန်တော်တို့နည်းနည်းလေးချဲ့ကြည့်လိုက်ပါနော်တကယ်ပြီးလာတဲ့အတန် line ကကျွန်တော်တို့ပုံမှန်အတန် line ထက်အပေါ်အောက်ကအလျားပိုရှည်နေတတ်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ကတခြားလေးကြည့်ပြီးတော့တချင်းကိုလည်းနားထောင်ကြည့်ပေါ့နော်တချင်း only ထည့်ထားရဲဆိုရင်ကျွန်တော်တို့ကဘယ်ပြောမလဲတက်တာတွေဘာတွေမရှိဘူးဗျအဲကြတော့တချင်းကိုနားထောင်ပြီးဆိုရင်အတန် line အပေါ်အောက်ကျဲတဲ့နားလေးတွေဆိုရင်ကျွန်တော်တို့ကပြီးမှတ်လိုက်ပေါ့နော်တချင်းနဲ့နားထောင်ပြီးတော့မှဒါကတော့မှတ်မှရမှာပါအနည်းဆုံးတိကျမှုရှိရင်တော့ကျွန်တော်တို့အဲ့လိုအပေါ်ကျတဲ့ line လေးတွေကိုပဲရွေးပြီးတော့လုပ်စေချင်ပါတယ် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ brother တို့အများကြီးကြိုးရှိမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြရအောင်